H440 တို့ပါလို့ရှိတယ် ဟုတ်ဆရာမ ဒါမဲ့လို့ H528 ကတော့ 852ကတော့အကျန်းလဲခံနိုင်တယ်ဟုတ် ခံ ကဲ့ နိုင်ရင်ငတ်တန်လဲခံနိုင်တယ်အဲ့ဒီ rust တန်ကိုလည်းလုံးဝခံနိုင်တယ် ဟုတ် အခု ဒါဒီအိတ်တို့ ဘယ်လောက်ထိသွားပြီလဲ ဒီထက်စောရဟုတ် သူ့ရဲ့ pot နဲ့ဝယ် သူများတွေက1000နဲ့ကျွန်တော်တို့900နဲ့ရော ဘယ်လောက်သားလဲ ပြော ရောင်းဆိုင်တော့မှ ကြိုက်တယ်ကြိုက်တယ် ဟုတ်တယ်ဘယ်လောက်သားလို့လဲဆိုတော့တနစ်ပတ်ချလဲပေါ့တနစ်ပတ်ချလဲတနစ်ကြော်တာတော့မရှိတော့ဘူး ဟုတ်ကဲ့ တနစ်အောက်ပဲရှိတယ်ပြိုးတွေကဟာလုတ် စိုက်တူးအိတ်လည်းရှိတာပါဆရာမ ဖိုက်တွေးရှိတယ်ဖိုက်တွေးရှိတယ်20ရှိတယ် ဖိုက်ဟုတ် ခုတော့အဓိကလုပ်တယ် ဟုတ်ကဲ့ဆရာမ ကျမလေတငယ်ချင်းကြောင့်ဟိုဘက်ကမြေနိမ့်မှာသူကအဲ့ဒီဗာလေ robusta robusta မျိုးရှိလား ရှိတယ်အခုမှစထုတ်ရတာ စထုတ် တော့စားနောက်ကြတယ် အခုတကယ်လို့ကျမတို့အပြအဲ့ကျမစဉ်းစားနေပို့လိုက်ရင်တခါကြာရင်ရန်ကုန်ကနေဒီကလေးမျိုးတီကိုတခါတလားပို့ ယူသွားမှလား ယူသွား 30နေ့တော့ရလောက်တယ် ရလောက်တယ် ယူသွားလိုက် အေးတကီလိုဘယ်လောက်ရှိမလဲတူတူပဲလားဟိုကနဲ့အဲ့ဒါ တူတူပဲ အိုး တူတူပဲဆိုတာလေ ဟုတ် ဟိုကအဲ့ဒီသမီးပြောတယ်တီးမဲ့ဆိုပြီးတော့အဲ့ဒါရောက်လာတဲ့ဟာလေ ဟုတ်ကဲ့ ငါ့ရောက်လာတိတ်ခွဲအစိမ်းပဲ အို ဟုတ် း လူတွေနဲ့ပြန်ရွေးရတာပြန်ရွေးရတာအဲ့မျိုးသီးဝယ်တဲ့ပုံမှာမူပြီးတော့ကျွန်တော်တို့ကလေ ဈေးရ ဈေးပြောင်း ဈေးကဟာဖြစ်သွားတာ ဟုတ်ကဲ့ဟုတ် ဒါ ကဲ့ ကြတော့သူအခွန်ချွတ်တယ်ဘောနော်နောက်ကြအဲ့ဒစီစဉ်ရွေးရဟာအဲ့လိုမျိုးဒစီချင်းရွေးရတာ အဲ့မှာဆိုလို့ရှိရင်တကီလိုမှဆိုဘယ်လောက်ပါမလဲအာရဘီကတဲ့များနေ ညားတယ်အဲသူက3000ကျော်ပါတယ် ဖိုက်တူးအိတ်ကြတော့3000ပေါ့3000ကျော်ပဲပေါ့ 2900 ဟောဖိုက်တူးအိတ်က2900ပဲဟုတ် 2900နည်းနည်းဟိုအစိုးတက်နေသွားလို့ရှိရင်3000အဲ့လောက်ပါမယ်တောင်းတော့4000ပတ်ချတယ်ပါ ဟုတ်အဲ့ဆို3ကီလိုလောက်ကျမတို့ဝယ်တော့ ရတယ်ဟုတ်ကျွန်တော်လုတ်ထားလိုက်